အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှာဖတ်ပြချင်တဲ့ message လေးကတော့ယောဟန်ခန်းကြီး9ငယ်19ပေါ့နော်ကောင်းစင်လေးတော့ပေးထားပါနော်သခင်ယေရှုခရစ်တော်ကဤလောကကိုကြွလာတဲ့အခါမှာမိမိအလူအတိုင်းပြုနေတာမဟုတ်ပဲနဲ့ခမေးတော်ရဲ့အလူတော်တိုင်းသူလှုပ်ဆောင်နေတာကိုတွေ့ရတယ်ပေါ့နော်ခမေးတော်အလူတော်တိုင်းဆိုတော့ပေါ့နော်ကောင်းစင်လေးပေါ့နော်ယေရှုကလည်းတင်တော့ငါအမှန်ကန်စုဒီကခမေးတော်ပြုတော်မူသောအမှုကူသားတော်သည်မြင်၍တာပြု၏မိမိအလူလျောက်အဘေအမှုကူမြမပြုနိုင်ခမေးတော်ပြုတော်မူသမျှအတိုင်းသားတော်လည်းပြု၏အဲ့တော့အဲ့ဒီဟာလေးပေါ့နော်ခမေးတော်အလူတော်အတိုင်းပဲအဲ့ဒီဟာကိုမြင်ပြီးသားတော်ကလည်းပြုတယ်ခမေးတော်ကလောက်ဆောင်ခြင်းမရှိတဲ့အရာကိုသူလည်းမလောက်ဘူးလို့ပြောတယ်အဲ့တော့ဒါကသခင်ယေရှုခရစ်တော်ကဤလောကမှာလူသားတော်အနေနဲ့သူကြွလာတဲ့အခါမှာခမေးတော်အလူတော်ကိုပဲဆောင်ပြီးသူလောက်ဆောင်နေတာတွေ့ရတယ်အဲ့တော့ဒါကဘာကိုပြောလဲဆိုတော့လူသားစစ်အနေနဲ့ဖျားသားသမီးဖြစ်လာတဲ့အခါမှာနာခံမှုအသက်တာကိုပဲပြောနေတာဖြစ်ပါတယ်ကျွန်တော်တဲ့အာဒမ်နဲ့အေဝါကအဲ့ဒီအပင်ရဲ့အတီးကမစားနဲ့လို့ပြောတာကအဲ့ဒါကတော့နားထောင်ပြီးနားခံရမှာဖြစ်ပါတယ်အဲ့ဒီနားမထောင်ခြင်းကကြာဆုံးသွားတာကိုတွေ့ရတယ်သခင်ယေရှုခရစ်တော်ကတော့ခမေးတော်အလူတော်တိုင်းပဲသက်ရှင်တယ်သူအသက်ပေးဆက်တာကလည်းမိမိအလူတော်တိုင်းမဟုတ်ဘဲနဲ့ခမေးတော်အလူတော်တိုင်းသက်ဖြစ်စေပါစပြီးသူလက်ဝါးကတန်ထက်ကိုတက်သွားတာဖြစ်တယ်အဲ့တော့ကျွန်တော်နဲ့ယုံကြည်သူအရောက်စီတိုင်းကလည်းသခင်ယေရှုခရစ်တော်အလူတော်တိုင်းသာကျွန်တော်ဝန်ခံပြီးအသက်ရှင်စီမှာလောက်ဆောင်မှာဖြစ်ပါတယ်သခင်အလူတော်ဆောင်တော်သူမြတ်ဖြစ်စေဖို့ရဒီနှုတ်ကပတ်တော်လေးအပြင်ဘုံအပြည့်တိုက်တွန်းလိုက်ပါရရစီတိုင်းမှာဖျက်ရှင်ကောင်းချီးချပေးပါစေ